ဆိုတော့မျိုးကြီးပေါ့နော်ချီးမွမ်းတည်ဆိုတဲ့တခြင်းလေးဖြစ်တယ်အားလုံးတည်တဲ့တခြင်းဖြစ်တယ်ပေါ့နော်ဒီလိုကနားဆင်ပြီးတော့မှဘုရားကိုချီးမွမ်းဖို့ရန်တက်လည်းပဲဖိတ်ခေါ်လို့တယ်မမျက်ရှိလည်းဖွင့်လို့ပေးပါပေါ့နော် Jesus,